ပိုင်းရှင်းမှာတော့ရင်လှတို့နဲ့တငင်ပါတွေကသူတို့မျိုးရိုးစင်စက်တုံးခဲ့တဲ့ချက်ပိတ်စပွဲတွေအကြောင်းရှင်းပြနေပါတယ်။တစ်ဖက်မှာတော့ရာနီကရက်ရောက်လာလို့အားအသင့်သွားပြီးသူ့ကိုဒန်နိုင်လာအနီအောင်စစ်တီတော်လို့ခေါ်လိုက်ပါတယ်။ရက်ကလည်းနာမည်ရရှေလုံးနေရလို့ပြောလိုက်ပြီးသူ့ရက်လို့ပဲခေါ်ဖို့ပြောလိုက်ပြီးတော့ဘာလို့အထီးကျန်နေတဲ့ပုံပေါက်နေရလဲလို့မေးလိုက်ပါတယ်။ရာနီကတော့အမှန်တိုင်းဝန်ခံလိုက်ပြီးသူနဲ့အဆင်ပြေတဲ့တကယ်ချင်းတယောက်ရှိခဲ့တဲ့အကြောင်းပြောလိုက်ပါတယ်။ရက်ကအစီယာကိုပြောတာလားလို့မေးလိုက်တော့ရာနီကဘလို့တိရလဲလို့မေးလိုက်ပါတယ်။ရက်ကတခြားသူတွေသူ့အကြောင်းပြောနေတော့မှစိတ်တူနေပေမဲ့မင်းကအယံဝင်းနေတယ်လို့ဖြစ်နေလို့လေနင်တို့ကအရင်ရင်းနှီးခဲ့ကြတာလို့ရက်ကမေးလိုက်တော့ရာနီကမှန်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်သူတို့ကခေါင်းဆောင်တွေဖြစ်လာဖို့ယာထားခံရတော့စိုးရင်ပူပန်မှုတွေမျှဝေပြီးတော့အားပေးခဲ့တယ်အရင်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ခဲ့ပြီးတော့အခုတော့သူကတောရဲ့ရန်သူဖြစ်နေပြီလို့ပြောလိုက်ပါတယ်ရာနီကစိတ်ကိုတင်းလိုက်ပြီးတော့နောက်တစ်ချိန်သူ့ကိုတိုက်ခိုက်ရင်ခန်းစားချက်မထားပဲတောရဲ့အဆောင်ချောင်းနေနဲ့အနိုင်ယူမယ်လို့ပြောလိုက်ပါတယ်ရက်ကတော့အေးမင်းတို့တိုက်ပြီးနှစ်ယောက်တူပြောလို့ရပြီပေါ့လို့ပြောလိုက်ပါတယ်ရာနီကလည်းသူတို့အရင်ရင်းနှီးပူးပေမဲ့အစီကအခုတော့ရန်သူဖြစ်နေပြီးတော့သူတို့အရင်လိုတငယ်ချင်းတွေပြန်ဖြစ်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ရက်ကတော့အရင်တော့ငါရင်းနေတဲ့တငယ်ချင်းနဲ့တိုက်တော့ငါတို့ချင်းချင်းတိုက်ပေမဲ့နောက်ဆုံးမှာတော့တန်ရောစီကပိုခိုင်မာသွားတယ်လို့ပြောလိုက်ပြီးတော့ဘယ်သူနဲ့မဆိုတန်ရောစီနဲ့အများကြီးဖွဲ့လို့ရတယ်လို့လည်းပြောလိုက်ပါတယ်။ရာနီကဖြစ်နိုင်လို့လားလို့မေးလိုက်တော့ရက်ကဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကအစီယာကိုအနိုင်ယူပြီးရင်ဘာဖြစ်နေရလဲဖြေရှာကြမယ်လို့ပြောလိုက်ပါတယ်။ရာနီကတော့ရက်ရဲ့စကားထူးဆန်းနေပြီမဲ့သူ့ကိုအဖြစ်စီတယ်လို့ပြောလိုက်ပြီးတော့ရက်ရဲ့အကြောင်းကိုပြောပြဖို့တောင်းဆိုလိုက်ပါတယ်။ရန်လာကတော့နတ်တငယ်တွေရဲ့ချက်ပိမန်နန်တွေကစိတ်ဝင်စားဖို့ကောင်းပြီးတော့မန်နန်တွေကနတ်တငယ်တွေရဲ့တစိတ်တစ်ပိုင်းဆိုတာတိပါပြီလို့ပြောနေပါတယ်။တီနာကတော့သူတို့ရဲ့နေထိုင်မှုပုံစံကိုရန်လာဖြစ်စီနေတာနဲ့နီးစပ်နေတယ်လို့ပြောလိုက်ပါတယ်။ရန်လာကတော့ရက်ပမာလဲလို့မေးလိုက်တော့လိုဂျီကလည်းရက်ရှီကိုညွှန်ပြလိုက်ပါတယ်။ရက်ကရာနီယာသူ့ဖေငယ်ကလည်းတေဆုံးသွားတယ်ဆိုပြီးနောက်ကျောင်းပြန်နေပါတယ်။သူကသူ့ဖေတေတော့သူ့ဖေတငယ်ကြီးရှင်လိုဆိုတဲ့လူကရက်ကိုသူတို့နဲ့အတူနေဖို့ခေါ်ခဲ့ပုံကြောင့်ပြောပြလိုက်ပါတယ်။ရက်ကရှင်လိုရဲ့အိမ်ကိုရောက်သွားတော့ရှင်လိုကရက်နဲ့အတူကီရိုဟီရိုဆိုတဲ့ကောင်လေးပါဝင်သူ့ရဲ့ကလေးတွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ရှင်လိုကတော့ဒီအိမ်ကအခုရက်ရဲ့အိမ်ဖြစ်သွားပြီးတော့ရက်ကသူတို့ရဲ့မိသားစုဝင်အသစ်ဖြစ်သွားပြီဆိုတဲ့အကြောင်းရက်ကိုပြောပြလိုက်ပါတယ်။ရက်ကတော့ငိုပြီးတော့ရှင်လိုသူ့မိဘတွေကမကြသေးခင်ကတည်ပြီးတော့တခြားတစ်ယောက်သူ့မိသားစုဖြစ်ချက်ချင်းလက်ခံဖို့ခက်ခဲတယ်လို့ပြောလိုက်ပါတယ်။ရှင်လိုကရက်ကိုအိမ်ရှိကိုခေါ်သွားပြီးသူတို့နဲ့အတူရက်ရဲ့မိသားစုဝင်ဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့တစ်ပင်လေးတစ်ပင်ကိုစိုက်ပေးလိုက်ပါတယ်။ပြီးတာနဲ့ရှင်လိုကတစ်ပင်ကရက်နဲ့အတူကြီးပြင်းလာမယ်လို့ပြောလိုက်ပါတယ်ကီရိုဟီရိုကတော့ရက်ကိုငါတို့မိသားစုဖြစ်အမြန်လက်ခံဖို့မလိုပါဘူးဒါမဲ့လောလောဆယ်ငါတို့တငယ်ချင်းဖြစ်စားကြတာပေါ့လို့ပြောလိုက်ပါတယ်ဒီချင်အားစားပြီးရက်နဲ့ကီရိုဟီရိုကအရင်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်လာကြပါတယ်ရက်ကចောင်းသားတစ်ဆိုတာတခြားကောင်တွေကအနိုင်ကျင့်တာခံရတဲ့ခါမှာတော့ကီရိုဟီရိုကရက်ကိုအမြဲကာကွယ်ပေးခဲ့ပါတယ်ရာနီကတော့ဇလန်ကိုနည်းနည်းထူးဆန်းနေလို့ပြောလိုက်ပြီးတော့ကီရိုဟီရိုကတခါမှမတိုက်ခိုက်ဘူးလားလို့မေးလိုက်ပါတယ်ရက်ကတော့သူကအကြမ်းဖက်မှုကိုမုန်းတယ်လို့ပြောလိုက်ပါတယ်ဒီချင်မှာရင်လာရက်နဲ့ရာနီကတော့စကားပြောနေအောင်မြင်မနာလို့ဖြစ်နေပါတယ်လူကြီးကတီနာကိုရင်ကနေမကောင်းထင်တယ်လို့ပြောလိုက်တော့တီနာလည်းတာမျိုးသမီးတွေရဲ့ပြဿနာပဲလို့ပြန်ဖြေလိုက်ပါတယ်ရက်ကသူ့ရဲ့ဇလန်ကိုရာနီယာကိုဆက်ပြောပြနေပါတယ်ကီရိုဟီရိုကအရန်တော်ပြီးတော့အကြောင်းမှာပြဿနာတွေခါတဲ့အခါမှာတော့ရက်ကတစ်ပင်နီယာတရုတ်ဆောင်ပြီးတော့ကီရိုဟီရိုကမင်းသားနီယာတရုတ်ဆောင်ရပါတယ်သူတို့ကအချိန်ကြာလာတဲ့နှမျှပိုရင်းနှီးလာကြပြီးတော့ရက်ကကီရိုဟီရိုရဲ့အစားအစာလူစားတာနဲ့အိမ်တာထဲမှာအချိန်ကြာနေတာလိုမျိုးပြဿနာလေးတွေရှိပေမဲ့ကီရိုဟီရိုကရက်ကိုကူညီပေးခဲ့ပါတယ်ကီရိုဟီရိုကစာရန်တော်ပြီးတော့ရက်ကစာညက်ပေမဲ့သူ့ရဲ့အိမ်စာတွေမှာကူညီပေးခဲ့ပြီးတော့ရက်ကိုဆန်နီယာတီနီလည်းတင်ပေးခဲ့ပါတယ်သူတို့ကြီးလာတော့အထက်တန်းကျောင်းအတူတူတက်ခဲ့ပြီးတော့ရက်တို့ရဲ့တန်ရုံးစီံပိုခိုင်မာလာခဲ့ပါတယ်ကီရိုဟီရိုကအမြဲတမ်းပြောမိရက်ကိုအားပေးခဲ့ပြီးတော့ရက်ကသူ့ကျောင်းသားကောင်စီအတွက်ဝင်ပြိုင်တဲ့အခါမှာလည်းသူ့ကိုထောက်ခံခဲ့ပြီးတော့သူကရွေးကောက်ပွဲမှာနိုင်ရခဲ့ပါတယ်ပြီးတာနဲ့ရက်ကရာနီယာကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ရလို့ပြောလိုက်ပါတယ်။ရာနီယာဘာလဲလို့မေးလိုက်ပြီးတော့တီနာကလည်းသူ့မြန်မြန်ဆက်ပြောဖို့ပြောလိုက်ပါတယ်။လူကြီးကရက်ရဲ့အရင်ပါတဲ့တိတ်အကြောင်းလေးနားမထောင်ပါနဲ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်တီနာကရင်လောက်ခေါ်လိုက်တော့သူမကလည်းပြေးလာပြီးနားထောင်ကျင်သေးရဲ့အကြောင်းပြောလိုက်ပါတယ်။ရက်ကသူတို့ကျောင်းမှာရှိတော့မကောင်းဆိုးတကောင်ပေါ်လာပြီးတော့သူက Ranger ဖြစ်ပထမဆုံးပြောင်းလိုက်ပြီးမကောင်းဆိုးကအနိုင်ယူခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကီရိုဟီရိုကဆန်နီယာပြန်ဝင်ပြန်တော့ရက်ကသူ့ကိုအားပေးခဲ့ပါတယ်ကီရိုဟီရိုကပြန်ဝင်မှာအနိုင်ရပြီးတော့သူ့ကိုဂုဏ်ပြုညစာစားတော့မယ်ထင်ပါရက်ကတိုက်ပွဲတစ်ခုတိုက်ခိုက်ပြီးတော့ပြန်လာတော့တတိလေသွားပါတယ်သူပြန်ရောက်လာတော့ရက်ကနိုးလာပြီးရှင်တို့ကတော့ဘာဖြစ်ခဲ့လဲလို့မေးနေပါတယ်ရက်ကသူဘောလုံးလေးကျင်တာပြင်မဲ့သွားပြီအခုတော့အဆင်ပြေသွားပြီဖြစ်လို့ကီရိုဟီရိုဂုဏ်ပြုကျင်သေးတယ်လို့ပြောလိုက်တော့ရှင်တို့ကလည်းသူ့ရဲ့ကျမ်းမာရေးအရင်ကြီးစိုက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှင်တို့ဆိုင်ထားမိသားစုထိမ့်မှတ်တစ်ပြန်6တွေ့သွားပါတယ်လူတွေလည်းဘောင်းကီလာဆိုတဲ့လူဆိုးအစွမ်းကြောင့်အချင်းချင်းရန်ဖြစ်လာကြပါတယ်ရက်ကတော့ဘောင်းကီလာကိုရင်ဆိုင်ဖို့သွားပြီးတော့မင်းကဘယ်သူလဲလို့မေးလိုက်ပါတယ်သူကတော့လူတွေရဲ့မနာလို့စိတ်တန်တရားစိတ်တွေကိုဖော်ထုတ်ပြီးတော့ဘောင်းကီလာပါလို့ပြန်ဖြေလိုက်ပါတယ်ပြီးတာနေသူကတခြား relationship အန်တာတွေဆင့်ခေါ်လိုက်ပါတယ်ရက်ကလည်းသူ့ရဲ့တငယ်ချင်းတွေကိုလာဖို့ဆင့်ခေါ်လိုက်ပါတယ်အဲ့တော့သူတို့9ယောက်လော Ranger နဲ့ပြေပြောင်းလိုက်ပါတယ်ပြီးတာနေ relationship အန်တာတွေကိုတိုက်ခတ်လိုက်ပါတယ်ဘောင်းကီလာရက်ကိုတက်ခတ်လိုက်ပြီးမြဲရက်ကသူ့ရဲ့တက်ခိုက်မှုတွေရှောင်နေပါတယ်ဒီလိုနဲ့တက်ခိုက်နေပြီးဘောင်းကီလာနဲ့ရက်ကသူ့ရဲ့အထူးတိုက်ကွက်တွေနဲ့တပြိုင်နက်ထိုးလိုက်လို့
ပောက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့နောက် Rock ကအရန်ပင်မနှောနေနေပုံစံနဲ့ပြန်လာနေပြီးတော့ဘောင်းခေလာဘရူတဲလို့တွေးနေခဲ့ပါတယ်အဲ့နောက်တော့ကီရိုဟီရိုတွေးလိုက်တော့သူက Rock ကိုပတ်တီးစီးပေးလိုက်ပါတယ် Rock ကလည်းမင်းလည်းတွေးထနေမင်းလည်းစီးထည့်ရမယ်လို့ပြောလိုက်တော့ဘောင်းခေလာအဖြစ်ကိုပြောင်းလိုက်တော့ Rock လည်းအံ့အားတင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပေါ်တယ်တစ်ခုကနေတခြားပြည်နယ်တစ်ကောင်ပေါ်လာပါတယ်Rock ကတော့မင်းသူ့ကိုဘာလုံးလိုက်တာလဲလို့မေးလိုက်ပါတယ်ပြီးတော့သူကဆက်ဆံရေးအဆုံးသတ်ခပတ်ကိုတုံးပြီးပြန်လည်မွေးဖွားလာတာပဲလို့ပြောလိုက်ပါတယ်ကီရိုဟီရိုကရုတ်တရက် Rock ကိုတနတ်နဲ့ပစ်လိုက်ပြီးမဲ့ Rock ကခုံချလာပြီးရက်လိုက်ပါသူကမင်းကိုတုံးချနေရလို့ပြောလိုက်ပါတယ်ကီရိုဟီရိုကတော့ငါသဘောထားငါလောက်တာဘယ်သူမှငါ့ကိုတင်းကျပ်မခိုင်းလို့ပြောလိုက်ပါတယ်ပြီးတော့သူကRock မင်းကငါ့အတွက်အတားစီးပဲငါဖေကဆန်နီယာတီးရဲ့ငါထပ်ဘောလုံးကန်တတ်တဲ့မင်းကိုပဲပို့ပြီးကြီးဆိုင်ပြီးတော့ငါညမလည်းမင်းကိုငါထပ်ပို့ခင်လာလို့ပြောလိုက်ပါတယ်ပြီးတော့ငါတို့တငယ်ချင်းမဖြစ်တင်လို့ပြောပြီးတော့ငါတို့ရဲ့တန်ရောစင်ဒီမှာပဲအဆုံးသတ်မယ်လို့ပြောလိုက်ပါတယ် Rock ကတော့သူ့ကိုငါတို့ရဲ့တန်ရောစင်ဒီလိုမဖြစ်လိုက်တင်လို့ပြောပြီးတော့မင်းကငါ့တငယ်ချင်းပဲလို့ပြောလိုက်ပါတယ်ကီရိုဟီရိုကတော့ငါတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်တင်တယ်လို့ပြောပြီးတော့ဓာတ်နဲ့တိုက်ခိုက်လိုက်ပြီးမြဲ Rock ကရှောင်နေခဲ့ပါတယ်အဲ့နောက်သူက Rock ကိုခြေထောက်နဲ့ကန်လိုက်လို့ Rock လည်းလင်းထသွားခဲ့ပြီးလူဖြစ်ကိုပြောင်းလဲသွားပါတယ်အဲ့နောက် BR Rock က Rock ကိုဘီလိန်ဖြစ်ပြောင်းပေးတဲ့ခပတ်ကိုပြစ်ပေးပြီးတော့အခုမင်းလည်းလူစိုးဖြစ်လာတော့မှလို့ပြောလိုက်ပါတယ် Rock ကလည်းသူ့ရဲ့ခန္ဓာကိုယ်မီကုံးမဲတွေလည်းပေါင်းအုပ်သွားခဲ့ပါတယ်အဲ့နောက်ကီယိုဟီရိုကသူ့ရဲ့အနာကိုချီတက်လိုက်ပြီးသူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးမင်းအခုငါနဲ့တူသွားပြီလို့ပြောလိုက်ပါတယ်ဒါမဲ့ Rock ကတော့ကီယိုဟီရိုရဲ့လက်ကိုဆုပ်ကန်လိုက်ပြီးတော့မဟုတ်ဘူးငါတို့ကမိတ်ဆာတွေမဟုတ်ဘူးငါတို့ကလည်းအရင်နှိတဲ့တငယ်ချင်းတွေပဲလို့ပြောလိုက်တော့ Ranger ပြန်ဖြစ်သွားပါတယ်ဒါကြောင့် BR Rock ကလည်းအားတင်သွားခဲ့ပါတယ်အဲ့နောက် Rock ကကီယိုဟီရိုငါတို့ငယ်ရတဲ့တငယ်ချင်းတွေဆိုတာမင်းလိန်နေခဲ့ရလားဆိုပြီးတော့တီတရားပြန်ရသွားအောင်အတိုက်ထိုးနေခဲ့ပါတယ်ဒီချိန်မှာပဲပေါ်တယ်တစ်ခုပွင့်သွားခဲ့ပြီးကီယိုဟီရိုဆွဲခေါ်သွားပြီးတော့မြို့ထဲမှာဆက်ရုပ်ကြီးအနေနဲ့ပြန်ပေါ်လာပါတယ်ပြီးတာနဲ့မျိုးရေးတစ်ခုလုံးလီဇာရင်းတက်ခိုက်နေပါတယ်အဲ့ဒီချိန်မှာပဲတခြား Ranger တွေရောက်လာပြီးတော့ Rock ကိုမင်းတယောက်တည်းပြဿနာတွေဖြေရှင်းမှုမကြိုးစားနေဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်ဆက်ရုပ်ကြီးကိုဆင့်ခေါ်လိုက်ပါတယ်ဒီလိုနဲ့ဆက်ရုပ်နှစ်ကောင်တက်ခိုက်နေပြီးတော့ Rock တို့ရှုံးနေတဲ့အချိန်မှာပဲကြားဆက်ရုပ်တစ်ကောင်ပေါ်လာပြီးကီရိုဟီရိုရဲ့ဆက်ရုပ်ကိုတားလိုက်ပါတယ်Rock ကတော့အဲ့ဒီဆက်ရုပ်ကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း1200လောက်ကတည်းကတည်ရတယ်လို့ပဲလို့ပြောလိုက်ပါတယ်။သူနဲ့သူတို့လည်းအခွင့်အရေးကိုလက်လွတ်မခံပဲမက်ဆီဘန်ကီဇူနာဘတ်စတာနဲ့ပြစ်လိုက်ပါတယ်။အဲ့နောက်လူတွေအားလုံးကပုံမှန်ပြန်ဖြစ်သွားကြပါတယ်။ BR Rock ကတော့ပျောက်ကွယ်သွားပါတယ်။ဟီရိုကတော့ငါတို့အရင်လိုပြန်ဖြစ်နိုင်တော့မလားလို့ Rock ကိုမေးလိုက်ပါတယ်။ Rock ကတော့ငါတို့ရဲ့တန်ရုံးစင်တီဆောက်ကြတာပေါ့ကွာ။မဟုတ်ဘူးလားဆိုပြီးလက်ကမ်းပေးလိုက်ပါတယ်။ရင်လှကတော့ဒါအံ့ဩတရားကောင်းတယ်။သူကပုံမှန်ပြန်ဖြစ်သွားရလားလို့မေးလိုက်ပါတယ်။ Rock ကတော့ဟီရိုကသူ့ရဲ့ဖေဒါမှမဟုတ်သူ့ညီမနဲ့ငါနီးစပ်လာတဲ့ချိန်တွေမှာဘီလိန်ဖြစ်ပြန်ပြောင်းနေရပဲ။သုံးချိန်ပြောင်းလဲပြီးမှငကိုတိုင်းပြန်ဖြစ်သွားတာလို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲကတ်တစ်ခုကတီနာပေါ်ကျလာလို့သူမကတ်ကိုထိလိုက်တဲ့အခါမှာတော့ကတ်ထဲကိုဆွတ်ယူခံလိုက်ရပါတယ်။ရှင်လာလည်းတခြားစာရွက်တစ်ခုတည်းဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်ကတ်တီအများကြီးကျဆင်းလာပြီးတခြားနှစ်တငယ်တွေပါဆွတ်ယူခံလိုက်ရတော့ Rock တို့လည်းအံ့ဩသွားရင်ဒီပိုင်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်။ဒီ anime လေးကအွန်ကိုရင်းမိသွားရင်မလို့နောက်တစ်ပတ်မှာအပိုင်းတစ်ထောင်မှာပါဗျ။တခြား anime တွေနဲ့ပြန်တွေ့ကြပါမယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။